ပုတ်ရမ်းမင်းဖြစ်လို့ရှိရင်သူဝစ်စင်ရတဲ့အစဉ်တစားကြီးဆိုတာရှိပါတယ်။ကတော့အများနဲ့ရိုးရှင်းတဲ့ဖြူအောင်ဝိယုံကိုပဲဝစ်စင်လေးရှိပါတယ်။နောက်ပြီးတော့ပုတ်ဖရန်စစ်ကပုတ်ဖြစ်ပြီးချင်းမှာသူ့ဟိုတယ်ဈေးကိုသူကိုယ်တိုင်ပေးခဲ့တာပါ။တက်ကြီးရွယ်တွေအချင်းသားတွေကိုခြေလက်သက်ဆင်ပေးခဲ့ပြီးတော့တခြားသောဘုန်းကြီးတွေကိုပါဆင်းရဲသူတွေနဲ့နှီးဆက်စေဖို့ကိုယ်တိုင်လှုပ်ဆောင်လမ်းပြခဲ့သူတယောက်လည်းဖြစ်ပါတယ်။နောက်ပြီးတော့အရင်တုန်းကပုတ်တွေကဆိုရင်ရှေးဆဲဆန်ကြတာများပါတယ်။ဥပမာ LGBT လိုကိစ္စမျိုးနဲ့ပတ်သက်လို့ရှိရင်ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပါတယ်။ဒါပေမဲ့ပုတ်ဖရန်စစ်လက်ထက်မှာတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော်တော်လေးကိုလေတံပြောင်းပြောဆိုလာပါတယ်။နောက်ပြီးသူ့ရဲ့ဗာတီကန်နန်းတော်ဖိတ်ခေါ်ရတဲ့အထိပါရှိလာခဲ့ပါတယ်။များသောအားဖြင့်ဘာသာရေးကောင်းဆောင်တော်တော်များများတခြားနိုင်ငံကိုသွားပြီးဆိုရင်ကိုယ့်ဘာသာဝင်ချင်းချင်းတွေ့မယ်စကားပြောမယ်မိတ်ကုန်းဖလှယ်ကြမယ်။တရားဟောတာလုံးလေးရှိပြီးမဲ့ပုတ်ကတော့တခြားဘာသာဝင်ကောင်းဆောင်တွေကိုပါတွားရောက်တွေ့ဆုံနေရှိပါတယ်။ကျွန်တော်နိုင်ငံကလည်း2019ခုနှစ်လောက်မှာရောက်လာခဲ့ပြီးတော့ဗုဒ္ဓဘာသာယဟန်တော်တွေနဲ့ပါတွေ့ဆုံသွားခဲ့ပါတယ်။နောက်ပြီးသူကနိုင်ငံကောင်းဆောင်တွေနဲ့လည်းတွေ့လေ့ရှိပါတယ်။ဘာသာရေးကောင်းဆောင်တယောက်ဖြစ်ပေမဲ့လို့ဘာလို့နိုင်ငံကောင်းဆောင်တွေနဲ့မှတွေ့ရလဲဆိုတော့သူကဗာတီကန်စီးတီးရဲ့အုပ်ချုပ်ရေးပိုင်းဆိုင်ရာအကြီးအကဲလည်းဖြစ်လို့ပါ။ဗာတီကန်စီးတီးကတော့ဒူရီ900ဝန်းကျင်လောက်သာနေထိုင်တဲ့အီတလီမြို့တော်ရောမရဲ့အလဲကလွတ်လပ်တဲ့ချုပ်ချာနာပိုင်နေမြေတွေကဘုရားကျောင်းပရုံနေမြေပဲဖြစ်ပါတယ်။ပုတ်ရဲ့လှုပ်ဆောင်ချက်တွေကဆိုလို့ရှိရင်သူကသူ့ရဲ့ဩဇာလုံးမှုအသုံးပြုပြီးနှိပ်ကျသူစင်းရဲသူတွေရွှေ့ပြောင်းနေထိုင်ရသူတွေအတွက်ကိုကုညီစာနာထောက်ပံ့ပြီးပြောဆိုပေးတာဖြစ်ပါတယ်။အမေရိကန်ကဆိုရင် Trump တက်ကစားက Trump ဟာအမေရိကန်ကိုတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေများလာတာမို့တတိုင်းခတ်ဖို့ပြောတဲ့အချိန်မှာပုတ်ကတော့လူသားချင်းချင်းမှာတတိုင်းခတ်ဖို့တတိုင်းတွေတိဆောက်ပြီးတူနဲ့တူနီးစပ်လောင်လုပ်ဖို့ပြောသားခဲ့ပူပါတယ်။